အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့နှင်းပါရင်သားကင်ဆာကုသပြည်သူတစ်ယောက်လည်းဖြစ်ပါတယ်ရှင်ဒီ channel လေးကိုအမှတ်တရအနေနဲ့ဒီနေ့မှာကြာရောက်တဲ့ကျမရဲ့အသက်34နှစ်ပြည့်မွေးနေ့လေးမှာစတင်ပြီးလှုပ်ဆောင်ပြစေနော်ဒီ channel လေးရဲ့ရည်ရွယ်ချက်ကတော့ကျမတို့မြန်မာအမျိုးသမီးတွေအသိနောက်မကျစေဖို့နဲ့ဒီကင်ဆာလမ်းခီးစဉ်တစ်လျှောက်ကိုဖြတ်သန်းနေရသူတွေအတွက်တထောင်တနေရာကနေအားဖြစ်စေဖို့ရည်ရွယ်ပြီးတော့စတင်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်မကြုံတွေ့ခဲ့ရတဲ့ခံစားချက်တွေရဲ့ကျွန်မခံစားခဲ့ရတဲ့ဝေဒနာတွေရဲ့ကိုကျွန်မပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မအချင်းချင်းတိဆောက်ခဲ့ရတဲ့စိတ်ပြိုလဲမှုအကြောင်းအရာတွေအားလုံးကိုပေါ့အတန်ကတော့နားထောင်ရတာအစင်မပြေကောင်းမပြေတာမျိုးတွေဖြစ်ပါလိမ့်မယ်။နားလည်ပေးဖို့မေတ္တာရက်ခံအပ်ပါစေရှင်။ကျမရဲ့အကြောင်းအရာများတွေရဲ့အကြောင်းအရာအားလုံးဟာလူကြီးမင်းတို့အတွက်များစွာအကျိုးရှိမယ်လို့လည်းမျှော်လင့်မိပါတယ်။ဒီပုဂ္ဂလိကတော့ကျမကိုကျမမိတ်ဆက်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်။နောက်ပုတ်တရားနေစပြီးတော့မှကျမရဲ့ကြမ်းတမ်းလာတဲ့ကင်ဆာလမ်းခီးစဉ်အကြောင်းကိုကျမတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျမရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့အတွက်တောင်းဆိုအပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်။တာယာသောနေ့လေးဖြစ်ပါစေ။